10 aku di le no ora ประมาณรู้สิเราจะเป็นนอเราจะที่ว่าเจอแล้วเนาะจะมีเลือกเสียบ้าแต่ภาษาตะลุอดว่าได้เป็นนอเราสกุลตะเนาะก็ตอนนี้แค่นี้อยู่กับออร์ว่าได้ Pro to 10อยู่กับคอร์สุโบเนาะเอาไว้ตะลุซอฟต์แวร์ที่ค่าเนี่ยดีตัวเทเลปุกิละเอาไว้เลยกีตาร์เทรดค่าเนี่ยว่าเรคคอร์ดกีตาร์เทรดนี่เลยเนี่ยซอฟต์แวร์ที่ค่าเนี่ยมีตะลุอัลลอฮ์ปลุกเราตะละอัลลอฮ์สโลตะดูว่าအခုတည်းနဲ့တမီအိုဒါလအပတော်ထော်အပတော်ဖူနကိနေနကရခေါ်တာဒီလေတကလနူလာသောဒီသောခလလာအိုဒါလအ quality ခေါမျိုး quality ခေါမျိုးနဲ့အကီစောမနော်အပွေဒိုဒါကီစောဟိုဒါဂီရတ်ဆက်ဟိုလောနေတလမဂီရဝတဒေကီဒေဝီရောဝဲကလူထားဖို့တဲ့ပါရနဲ့ပကောလကလော plugin နဲ့အဝဲမိမိလဝါညောကလောရကောနေသလအချုံမဖို့ဤသာဖို့တက်လဲလောမနော်လော်မိခဲနေ Pro 2 or တာလီအခဲနေပကလဲ24 bit လောပကလဲ rate simple rate နဲ့ပကလဲ48ညညနေပွားသူဝဲဒီလောနော်ပဒနေပကကလီဝဲလော okay လောနေကဲပကမလမီဒီ drum midi ဆိုတော့ပကဒေါ်လာ drum DURM drums midi MIDI drum midi เนาะလောပကပါခါလ desktop ပေါ့နော်ဘာကီခူရကညောပေါ့နော်လောပကဒေါ်လာ save နေဝင်နေပေါ့ခေါ်လောကဲခဲနေခေါပလိုလိုက်ရမာလို့ပြသဘခါရဝတီရ drum ပို့တိုလ midi ပို့ဒီလဲနော်ခဲနေပကလဲ file ဝိဒီမီပကလဲ file လောsorry ပကလဲ track လောပကလဲ new track ခေါပလိုပကတေ midi ဟိုတာနေပကလဲ studio ဟိုလောနေပကလဲအဆူအဝဲ instrument track နော် instrument track ပကလဲ create အဝဲလောပပေနေပကလောပကွီတဲဆိုလားပပေနေပကလဲတော်လာဝဲတာပကလဲ click လာဝဲပ mox kitty လောနေပကတော်လာဝဲတာလဲ drum DURMS drums นี่เนาะ